အတိတ်ထအောင်နာကြောင့်ကြိုတိယုံနဲ့မကတော့ပဲကွယ်လွန်သူတွေကိုပါမြင်တွေ့နိုင်ကြောင်းဖွင့်ဟလာတဲ့အေမီဆန်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်အေမီဆန်ကတော့စကားအပြောဆိုမတတ်တာကြောင့်ငလျင်ပေးဖြစ်ပြီးကြတဲ့ကဆိုရှယ်မီဒီယာကနေပြောင်းနေခဲ့တာပါဆိုရှယ်မီဒီယာကနေခဏတာပြောင်းနေခဲ့ပေမဲ့အေမီဆန်ကသူ့လုံးဆရာရှိတာတွေကိုဆက်ပြီးလုပ်နေခဲ့တာပါဖျားတရားလေးလုပ်တဲ့အပြင်အတိတ်ထန်တွေလည်းဝင်နေခဲ့တာပါအေမီဆန်ကအဆောင်ရှောင်းတဲ့နေရာသူဖြစ်တဲ့အတွက်သူတို့စိတ်ကြည်နက်အောင်ဘာသာရေးတွေလောက်ခပူဇော်ပါတာနေရတာပါအေမီဆန်ကအတိတ်ထန်တွေဝင်လာကြောင်းအစွမ်းတချို့လည်းရရှိလာခဲ့ပါတယ်အရင်ကဆိုရင်ကြိုတီးတဲ့အစွမ်းသာပိုင်ဆိုင်ထားပြီးမယ်အခုဆိုရင်ကွယ်လွန်ပြီးသားသူတွေကိုပါမြင်တွေ့နိုင်တဲ့အစွမ်းတွေရှိလာခဲ့တာပါအတိတ်ထန်အောင်မှုအတွက်အေမီဆန်ကပကံဘက်ကဖျားတွေကိုသွားရောက်ဖုံမျောခဲ့ပါတယ်ပကံကိုရောက်တဲ့အချိန်မှာထူးထူးဆန်းဆန်းဆိုသလိုအိမ်မက်ထဲမှာကွယ်လွန်သူကိုပြန်မြင်တွေ့ခဲ့ရတာပါအေမီဆန်ရဲ့တငယ်ချင်းကအက်ဆီဒန့်ဖြစ်ကလွန်ခဲ့တဲ့3နှစ်ကကွယ်လွန်သွားခဲ့တာပါတငယ်ချင်းကတက္ကသိုလ်မှာကလေးကခင်ခဲ့တဲ့တငယ်ချင်းဖြစ်ပါတယ်အင်ဂျင်နီယာကျောင်းမှာပညာအတူတူသင်ယူခဲ့တဲ့တငယ်ချင်းတယောက်ကကွယ်လွန်သွားခဲ့တာကြောင့်သူကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်နေခဲ့ရတာပါအဆက်ဆက်လည်းမရှိပဲပကံမှာရောက်နေတဲ့အချိန်မှာတငယ်ချင်းကိုပြန်မြင်တွေ့ခွင့်ရခဲ့တာပါတငယ်ချင်းကပကံမှာအက်ဆီဒန့်ဖြစ်ကကွယ်လွန်သွားခဲ့ရတာမို့ပကံမှာဆက်ရှိနေတဲ့ဆိုတာကိုအေမီဆန်ကသိခဲ့ရပါတယ်တငယ်ချင်းကမကြွလွတ်သေးပဲရှိနေတာကိုသိလိုက်ရချိန်မှာစိတ်မကောင်းဖြစ်သွားသလိုကဲတင်ခြင်းစိတ်လည်းများခဲ့ပါတယ်ဒါအပြင်ဒီထက်ပိုမြင့်တဲ့အစွမ်းတွေအသိဉာဏ်တွေရအောင်ကျင့်စဉ်တွေကျင့်ကအတိတ်ထန်တွေပိုဝင်မယ်လို့လည်းဆုံးဖြတ်ထားတာဖြစ်ပါတယ်တငယ်ချင်းအက်ဆီဒန့်ဖြစ်ချိန်မှာဖြစ်နေတဲ့အခိုက်အတန့်ကိုအသေးစိတ်မြင်ခဲ့ရတာမို့ပို့ပြီးတော့စိတ်မကောင်းဖြစ်နေတာပါငါတိုက်သွားပြီဆိုပြီးခေါင်းကိုကိုင်းကထိတ်လန့်နေတဲ့ပုံကိုမြင်တွေ့ခဲ့လိုက်ရတယ်လို့အေမီဆန်ကဖွင့်ဟထားပါတယ်ဒါကိုလည်းအိမ်မက်လို့ပုံရိပ်နဲ့အေမီဆန်တယောက်ထဲကသာမြင်ရတာပါဒီလိုမြင်ရတဲ့အပေါ်တငယ်ချင်းရဲ့မိသားစုကိုလည်းဆက်သွယ်ကအကြောင်းကြားပေးသွားမှာပါတငယ်ချင်းအတွက်လည်းအေမီဆန်ကကုသိုလ်တွေတန်းနိုင်သလောက်လုပ်ပေးမှဖြစ်တယ်လို့သူကိုယ်တိုင်လည်းကြောက်လန့်နေတာပါတန်ဝေကတရားရကကောင်းတာတွေကိုသာပို့လုပ်သွားတော့မှာပါအေမီဆန်ကအရင်တော့ကဆိုရင်ကြိုတိတဲ့အစွမ်းသာရှိတာပါအခုဆိုရင်ကြိုတိယုံနဲ့မကတော့ပဲကွယ်လွန်သွားသူတွေကိုသာမြင်တွေ့တဲ့အစွမ်းရနေပြီဆိုတာကြောင့်အားလုံးကအံ့အားသင့်နေကြတာဖြစ်ပါတယ်အေမီဆန်ကတော့တာမန်လူတစ်ယောက်နဲ့မတူတော့ပဲအဆင့်တစ်ခုကိုရောက်ရှိနေပြီဖြစ်ပါတယ်ဘာသာရေးလေးလုပ်နေသလိုအလှူတန်းတွေလုပ်ဖို့အတွက်လည်းအမှုပညာအလုပ်တွေကိုစူးစမ်းကလုပ်ကိုင်နေတာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်